မြန်မြန်ပြီးတာမကောင်းဘူးဖြည်းဖြည်းပြီးမှကောင်းတယ်ဆိုတဲ့သတ်မှတ်ချက်တော့မရှိပါဘူးခုပြောတဲ့အချိန်တွေကလည်းပညာရှင်တွေရဲ့မှတ်ချက်နဲ့စုံတွဲတွေရဲ့အတွေ့အကြုံပေါ်မူတည်ပြီးထွက်ပေါ်လာတာဖြစ်ပါတယ် Hello, welcome to Thuka Health Channel. In my channel, I will continuously share knowledge and interesting information related to health. So I invite you to subscribe and stay tuned for more updates. Thank you for listening. ကိုလနီနိုကြတဲ့အခါမိနစ်ပိုင်းနဲ့ပြီးသွားတာရှိသလိုနာရီပိုင်းလောက်အထိကြာတဲ့သူလည်းရှိမှာပါဒီနေရာမှာလူများမေးကြတာကနီနိုချိန်ဘယ်လောက်ကြာတင်လဲဆိုတာရယ်နီနိုချိန်ကြာလုံးမြန်လုံးတာကကျန်းမာရေးအရဘယ်လိုတက်ရောက်မှုတွေရှိသလဲဆိုတာပဲဖြစ်ပါတယ်အတူနေချိန်ဘယ်လောက်ကြာတင်တယ်လဲကိုလနီနိုချိန်ဆိုတာကမိမကိုဒါမှမဟုတ်ဆက်အိုတဲ့ကိုစာပြီးထိုးသွင်းဆက်ဆံချိန်ကနေပြီးမြောက်ချိန်ထိပဲဖြစ်ပါတယ်ရှေ့ပိုင်းကအစပြိုးချိန်တွေမပါပါဘူးစုံသွဲ900ပါဝင်တဲ့လေးလာချက်တစ်ခုမှာအဆက်ပြိုးချိန်ကနေပြီးမြောက်ချိန်အထိစုစုပေါင်းကြာချိန်ကိုတလားတိတိမှတ်တမ်းပြုစုခိုင်းခဲ့ပါတယ်။ရလဒ်ကတော့သူတို့ဟာ33စက္ကန့်ကနေ44မိနစ်အထိကြာတာကိုတွေ့ရပါတယ်။မိမကိုနဲ့ဆက်ဆံတာကတော့အကြမ်းအားဖြင့်3မိနစ်ကနေ9မိနစ်အထိကြာတာကိုတွေ့ရပါတယ်။ကြာလေးလားမြန်လားမြန်ပြီးတာမကောင်းဘူးဖြည်းဖြည်းပြီးမှကောင်းတယ်ဆိုတဲ့သတ်မှတ်ချက်တော့မရှိပါဘူးခုပြောတဲ့အချိန်တွေကလည်းပညာရှင်တွေရဲ့မှတ်ချက်နဲ့စုံတွဲတွေရဲ့အတွေ့အကြုံပေါ်မူတည်ပြီးထွက်ပေါ်လာတာဖြစ်ပါတယ်တကယ်လက်တွေ့မှာတော့အတူနေမဲ့စုံတွဲတွေရဲ့သဘောထားကသာအရေးကြီးဆုံးဖြစ်ပါတယ်မိနစ်ပိုင်းလောက်ပဲကြာပေမဲ့နှစ်ဦးနှစ်ဖက်မှာစိတ်ကျေနပ်မှုအပြည့်အဝရတယ်ဆိုရင်ပြဿနာမရှိပါဘူးအကြာကြီးနေပေမဲ့စိတ်မပါဘူးနာကျင်နေရမယ်ဆိုရင်လည်းမဟုတ်သေးပါဘူးဒါကြောင့်ကြာဆက်ဆံနိုင်ဖို့ထက်စရင်အတူနေတဲ့အခါနှစ်ဦးသားအဆင်ပြေမှုရှိမရှိဆိုတာကပိုအရေးကြီးပါတယ်တကယ်အဆင်ပြေမပြေဆိုတာကိုလည်းအချင်းချင်းပွင့်ပွင့်လင်းလင်းဖွင့်ပြောဖို့လိုအပ်ပါတယ်ကိုလနီနိုရဲ့ကြာချိန်ကိုဒီအချက်တွေကလည်းလွှမ်းမိုးနေပါသေးတယ်နာပတ်တဲ့အသက်ကြီးလာလေတက်လုံကြလေဖြစ်တာကြောင့်ကြာမဆက်ဆံနိုင်တော့တာတဘာဝပါပဲအမျိုးသားတွေမှာဆိုရင်လိန်တထောင်မှနိုင်စွမ်းကြလာနိုင်တယ်လို့အမျိုးသမီးတွေဆိုရင်လည်းမိန်းမကိုကြောက်တွေ့တာလိန်စိတ်နေတာတွေဖြစ်လာနိုင်ပါတယ်နာပတ်နှစ်ပတ်ဝန်းကျင်အခြေအနေဥပမာကလေးတွေရှိတာကြောင့်မြန်ဆန်လှုပ်လိုက်ရတဲ့သူတွေရှိသလိုဟန်နီမွန်းသွားချိန်မှာတညလုံးချိန်ရသူတွေလည်းရှိပါတယ်နာပတ်3လိန်ပိုင်းဆိုင်ရာပြဿနာများအတူနေတဲ့အချိန်မှာလိန်အင်္ဂါကနာတာတုပ်လွတ်စောတာတုပ်လွတ်ဖို့ကြာနေတာစတဲ့ပြဿနာတွေရှိနေရင်လည်းနီးနှောချိန်ကြာတာမျက်နှာမျိုးဖြစ်နိုင်ပါတယ်နာပတ်4မြန်ပဲနေခြင်းသူတွေအတွက်အချိန်သိမ့်မရလို့မြန်ဆက်ဆံရမယ်ဒါပေမဲ့လိန်စိတ်ဆန္ဒလည်းပြေဝခြင်းနဲ့ဆိုရင်ပထမအချက်အနေနဲ့နိုးဆိုပါတကူရီအားသာဖြည့်ရင်ပြီးမြောက်ခါနီးကြမှအဖော်နဲ့ဆက်ဆံတာကိုယ်စိတ်ဆန္ဒကိုလှုံ့ဆော်ပေးနိုင်တဲ့နေရာတွေကိုကြိုတင်နိုးဆွထားတာမျိုးကမြန်ပြီးနိုင်မဲ့နည်းလမ်းတစ်ခုပါဒုတိယအချက်ပွင့်လင်းရှိပါတင်ကဘာလိုချင်လဲဘလို့လို့ရင်စိတ်ဆန္ဒတွေပိုဖြစ်စေတယ်လဲဆိုတာအဖော်ကိုပွင့်လင်းပြောပြထားဖို့လိုပါတယ်တတိယအချက်မိမိအကြိုက်ဆုံး position ကိုတည်ပါစေဘလို့ပုံစံနဲ့ဆိုရင်မြန်ပြီးမြောက်လဲဆိုတာတင်အသီးဆုံးပါခက်နက်ထိုးသွင်းဆက်ဆံတဲ့ပုံစံမျိုးတွေတင်ရောတင်အဖော်ရောစိတ်ပါပေမဲ့ပုံစံမျိုးတွေကမြန်ပြီးမြောက်ဖို့အကူအညီဖြစ်ပါလိမ့်မယ်။ကြာလေးနေခြင်းသူတွေအတွက်ကတော့ရိုးရှင်းပါတယ်။ဒါကတော့မြန်မပြီးအောင်ထိန်းထားဖို့ပါပဲ။ညှစ်ထားခြင်းအမှုပညာဒါကတိတ်မလွတ်အောင်လက်နဲ့ထိန်းလိုက်တဲ့နည်းလမ်းပါတုပ်လွတ်ချင်လာပြီဆိုတာနဲ့ညီလေးကိုညှစ်လိုက်တာဖြစ်ပါတယ်။ဒီလိုလုပ်လိုက်တာကထောင်မှတ်မှုကိုအနှဲငယ်ကျသွားစေကပြီးချင်းစိတ်လဲလျော့သွားပါတယ်။ဒီနည်းလမ်းကတုပ်လွတ်မမြန်အောင်ချုပ်ထိန်းစေနိုင်ပါတယ်။ရက်နေပြန်စနစ်ဒါကနောက်ထပ်တနည်းပါအမျိုးသားရဲ့ညီလေးကစိတ်ကြွကပြီးမြောက်ခါနီးပြီဆိုရင်ရက်ထားပြီးကိုယ့်ရဲ့ပြီးမြောက်ချိန်စိတ်ကိုလုံးဝပျောက်သွားတဲ့အထိဆောင်လိုက်တာပါစိတ်ထဲမှာငြိမ်သွားပြီဆိုမှအတူပြန်နေတာပဲဖြစ်ပါတယ်နီးနှောချိန်ဘယ်လောက်ကြာရမလဲဆိုတဲ့သတ်မှတ်ချက်တော့မရှိပါဘူးအရေးကြီးဆုံးကကိုနဲ့ကို့ဖို့စိတ်ကျေနပ်ဖို့ပါပဲမြန်ပဲနေကြာပဲချစ်နှစ်ဦးကြားမှာပြဿနာမရှိဘူးဆိုရင်အချိန်ဆိုတာအရေးမကြီးတော့ပါဘူးနော်ချစ်သူနှစ်ဦးအတူနေတာကတဘာဝကိစ္စဆိုပေမဲ့လည်းအလွန်ကြုံမဖြစ်ရအောင်မိမိနဲ့မိမိအဖော်မထိခိုက်ရအောင်နေထိုင်သင့်ပါတယ်။ပြီးဆုံးတဲ့ကိုလနီနိုချင်းဆိုတာကနှစ်ဦးနှစ်ဖက်ကျေနပ်ပြီးတာယာဖွယ်ကိစ္စဖြစ်နေဖို့လိုအပ်ပါတယ်။နာကျင်မှုတွေအလွန်ပြေးဝမှုတွေနဲ့ဆိုရင်နောက်တစ်ခါအတူနေဖို့ကိုကြောက်လန့်နေမှာပါ။အတူနေနည်းမျိုးမှာဘယ်ဟာကကိုနဲ့ကိုဖော်အတွက်အဆင်ပြေမဲ့ဘလို့ကျမ်းမာရေးခြေနေတွေရှိရင်ဘလို့ပုံစံနဲ့ဆက်ဆံသင့်တယ်လဲဆိုတာကိုပြောပြပေးသွားပါအောင်မယ်။စုံတွဲတွေကြားမှာတမျိုးချင်းတွေရိုးလာတဲ့အခါဒါမှမဟုတ်စိတ်ကူးတဲ့ကဇက်ကွက်အစ်စ်တွေနဲ့ချစ်ကြည့်ဖို့ကြိုးစားတဲ့အခါ
နည်းလမ်းအသစ်တွေကိုအသုံးပြုလာကြပါတယ်။နည်းလမ်းတိုင်းကတော့စုံတွဲတိုင်းအတွက်အဆင်ပြေခြင်းမှပြေပါလိမ့်မယ်။တခါတလေမှာကိုယ့်အတွက်အဆင်ပြေတော်လဲပဲကိုချစ်မဲ့သူအတွက်အဆင်မပြေတာမျိုးလည်းရှိနိုင်ပါတယ်။အခုပြောပြပေးသွားမယ့်နည်းလမ်းတွေရဲ့ကဘယ်တစ်ခုနဲ့နေဖြစ်ကြသလဲ။ဒီနည်းလမ်းကကိုရီရဲ့ကျန်းမာရေးပေါ်ဘယ်လိုသက်ရောက်နေသလဲဆိုတာကိုလေ့လာကြည့်ကြရအောင်ပါ။လိင်တူဆုံမှတ်သူတွေကတော့အမျိုးသမီးနေရာမှာရစစ်တပါတနာလို့သတ်မှတ်နိုင်ပါတယ်။ missionary ပုံစံအမျိုးသမီးကအောက်မှာလဲနေပြီးအမျိုးသားကချစ်ပေးတဲ့ပုံစံပါဒီပုံစံကအသုံးအများဆုံးပုံစံဖြစ်ပြီးတခြားနည်းတွေထက်စီရင်တော့အမျိုးသမီးတွေကိုလုံလောက်တဲ့စိတ်ကျေနပ်မှုမပေးနိုင်ပါဘူးအကြောင်းကတော့ချစ်သူရဲ့ညီလေးကအတွင်းထဲထိမဝင်နိုင်တာကြောင့်ရဲ့ကြီးစပေါ့ကိုထိမိဖို့ခဲရင်းတာရဲ့ကြောင့်ပါကျမ်းမာရေးရှုထောင့်မှစမ်းစစ်ခြင်းခါနာတက်တဲ့အမျိုးသမီးတွေအတွက်ဒီနည်းလမ်းလေးကတင့်တော်ပါတယ်ပို့ပြီးတော့တက်တောင့်တက်တာဖြစ်ချင်နေဆိုရင်တော့ခါအောက်မှာပွားဒါမှမဟုတ်ဆောင်းကိုလိပ်ပြီးခုထားလို့ရပါတယ်။သတိထားရမယ့်အချက်ရှိပါတယ်။ဒါကတော့အမျိုးသားတွေအတွက်ပါအခက်မသိရင်အမျိုးသမီးရဲ့စီးခုံကိုညီလေးနဲ့စောင့်မိပြီးညီလေးကြိုးတက်ပါတယ်နော်။အမျိုးသမီးကအပေါ်ကဆက်ဆံတဲ့ပုံစံအမျိုးသားကအောက်မှာလဲနေပြီးအမျိုးသမီးကမျက်နှာချင်းဆိုင်အနေထားနဲ့အပေါ်ကနေဆက်ဆံတဲ့ပုံစံမှာသူကတော့ missionary ပုံစံနဲ့ပြောင်းပြန်ဖြစ်ပြီးချစ်သူရဲ့မိန်းမကိုအတွင်းပိုင်းထိညီလေးကိုရောက်စေရဲ့အပြင်မိန်းမကိုရဲ့ point ကိုလည်းလှုံ့ဆော်ပေးနိုင်ပါတယ်။အမျိုးသမီးတွေအနေနဲ့လည်းသူတို့စိတ်ကျေနပ်တဲ့အနေအထားဖြစ်အောင်အတိုးလျော့လုပ်ပြီးဆက်ဆံလို့ရပါတယ်။ကျမ်းမာရေးရှုထောင့်မှစမ်းစစ်ခြင်းတကယ်လို့အမျိုးသားကခါနာတက်တယ်ဆိုရင်တော့သူကအောက်မှာလဲနေပြီးအမျိုးသမီးကိုအပေါ်ကနေချစ်ခိုင်းတင်ပါတယ်။တခုတတိထားရမှာကအမျိုးသမီးဟာအပေါ်ကနေအားသိမ့်မသုံးဖို့ပါ။မဟုတ်ရင်အောက်ကခါကိုဖိမိပြီးကြောလို့ကအောက်ကိုနှိမ်သွားစေမှာပါ။ဒါမျိုးကမွေးရနဲ့ဆိုပိုဆိုးတတ်ပါတယ်။ဒီလိုမဖြစ်ရအောင်ကြမ်းပြင်ဒါမှမဟုတ်အောက်မှာအမာပြားတစ်ခုခုခံပြီးမှနေသင့်ပါတယ်။နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့အမျိုးသားကအစစ်အမြစ်တွေကိုက်နေတဲ့အခါဒီပုံစံနဲ့နေတာကအစစ်တွေပေါ်ဖိအားလျော့သွားစေပါတယ်။အထူးသဖြင့်တထောင်စစ်ဒူးကောင်းတဲ့ခြေချင်းဝတ်တွေပါ။တားအိမ်မှာသွေးလုံးရှိတဲ့အမျိုးသမီးတွေအနေနဲ့အတူနေတဲ့အခါမိန်းမကိုကနာတာမျိုးဖြစ်တတ်ပါတယ်။အပေါ်ကချစ်တာကဘလို့နေရင်ပုံနာတယ်လဲဆိုတာကိုသိနိုင်လို့တက်တောင့်တက်တာဖြစ်အောင်ထိန်းချုပ်လို့ရပါတယ်။သတိထားရမယ့်အချက်ကတော့အမျိုးသမီးရဲ့တကိုယ်လုံးကအပေါ်ရောက်နေတာဖြစ်တဲ့အတွက်အားလုံးသုံးလိုက်မယ်ဆိုရင်ညီလေးကိုထိခိုက်မိတာမျိုးဖြစ်နိုင်ပြန်ပါတယ်။လေးဖက်ထောက်ပုံစံအမျိုးသမီးကလေးဖက်ထောက်ပြီးအမျိုးသားကအနောက်ကနေချစ်တဲ့ပုံစံမှာအမျိုးသားအနေနဲ့လွတ်လွတ်လပ်လပ်ချစ်လို့ရတဲ့ပုံစံလည်းဖြစ်ပါတယ်။လွတ်လွတ်လပ်လပ်ချစ်နိုင်တဲ့အတွက်မိန်းမကိုအတွင်းထဲထိရောက်တာကြီးစပေါ့ကိုထိတာတွေကြောင့်အမျိုးသမီးတွေကိုခံစားမှုပိုကောင်းစေပါတယ်။ကျမ်းမာရေးရှုထောင့်မှစမ်းစစ်ခြင်းခါနာတက်တဲ့အမျိုးသမီးတွေဆိုရင်တော့ဒီပုံစံကတင့်တော်ပါတယ်။ဒီအချိန်မှာကိုလေးချိန်ကတထောင်စစ်ပေါ်မှာရှိနေတဲ့အပြင်မိမိရဲ့ခါကိုလည်းလိုတလိုပြုပြင်နိုင်လို့ပါပဲဒါပေမဲ့အမျိုးသားကခါနာနေရင်တော့အဆင်မပြေပါဘူး။ဘာကြောင့်လဲဆိုရင်ဒီနည်းလမ်းကခါအားကိုသုံးရတာကြောင့်ဝန်ပိုပြီးနိုင်တဲ့အတွက်အောက်ကအမျိုးသမီးကပဲဝိဆောင်ပေးတင်ပါတယ်။အစစ်အမြစ်ကြိုက်တတ်တဲ့သူတွေအတွက်ဆိုရင်လည်းဒီပုံစံကတင့်တော်ပါတယ်။သတိထားရမယ့်အချက်လွတ်လွတ်လပ်လပ်နဲ့အားကုန်သုံးချလို့ရတာဖြစ်တဲ့အတွက်အခက်မသိရင်မိန်းမကိုပြဲတတ်ပါတယ်ချစ်ပြီးရဲ့နောက်မှာလည်းအမျိုးသားရောအမျိုးသမီးမှာပါနာကျင်တာတွေဖြစ်တတ်ပါတယ်။ဘေးတိုက်ဆက်ဆံခြင်းမျက်နှာချင်းဆိုင်ဘေးတိုက်လဲပြီးအတူနေရဲ့ပုံစံပါအမျိုးသမီးကအမျိုးသားရဲ့ခါကိုခွတ်ထားပြီးချစ်တာမျိုးပါအားသာချက်ကတော့မျက်နှာချင်းဆိုင်ဖက်လျက်ဖြစ်တာမို့အချင်းချင်းထိတွေ့မှုပိုကောင်းပါတယ်အချင်းချင်းနှမ်းဖလှယ်နိုင်ပြီးယိုမက်တဆန်တဲ့အခြေအနေတစ်ရက်ကိုရရှိနိုင်ပါတယ်မနက်ခင်းအိယာနိုးခါစအတူနေတဲ့အခါတိတ်ပြီးမလုပ်ချင်သေးဘူးဆိုရင်လည်းဒီပုံစံကအကောင်းဆုံးလို့ဆိုကြပါတယ်ကျမ်းမာရေးရှုထောင့်မှစမ်းစစ်ခြင်းအမျိုးသမီးကအမျိုးသားကိုဘေးတိုက်ခွတ်ထားတာဖြစ်တဲ့အတွက်ညီလေးဘယ်လောက်ထိဆင်းသွားမလဲဆိုတာကိုထိန်းချုပ်နိုင်ပါတယ်။ဒါအပြင်မျက်နှာချင်းဆိုင်ပဲဖြစ်ဖြစ်အမျိုးသားကိုကြောပေးရင်းနဲ့ဖြစ်ဖြစ်ချစ်နေလို့ရပါတယ်။သူကအစ်စ်အမျက်နှာခြင်းမှုကိုတက်တာစေတာမို့ခါနဲ့အစ်စ်အမျက်နှာနေသူတွေအတွက်လည်းတင့်တော်ပါတယ်။အချင်းချင်းနီးကပ်နေတဲ့အတွက်အားသိပ်သုံးစရာမလိုပဲချစ်လို့ရပါတယ်။မောက်ရက်ဆက်ဆံတာဒါကလေးဖက်ထောက်တာမျိုးမဟုတ်ပဲတင်ပါးကိုချပြီးမောက်ရက်လဲလိုက်တဲ့ပုံစံမှာအမျိုးသမီးကမောက်ရက်လဲလိုက်ပြီးအမျိုးသားကလည်းထက်ရက်လဲလိုက်တာမျိုးပါဒီပုံစံမှာအမျိုးသမီးကခြေထောက်နှစ်ဖက်ကိုဆူထားတာဖြစ်တဲ့အတွက်ပြီးမြောက်ဖို့လွယ်ကူပါတယ်ပြီးမြောက်မှုကိုလည်းအပြည့်အဝခံစားရပြီးတက်တောင့်တက်တာလည်းဖြစ်တဲ့အတွက်နှစ်ဦးနှစ်ဖက်စိတ်ကျေနပ်ဖွယ်နည်းလမ်းလေးလည်းဖြစ်ပါတယ်ကျမ်းမာရေးရှုထောင့်မှစမ်းစစ်ခြင်းမောက်ရက်လဲနေတဲ့အတွက်အမျိုးသမီးကခါမနာအောင်ပြုပြင်ရလွယ်ကူပါတယ်လိုအပ်ရင်စီးခုံအောက်မှာပွားကိုလိပ်ပြီးခုထားလို့ရပါတယ်ဒါလည်းအဆင်ပြေသေးဘူးဆိုတနောင်ကိုထောက်ထားပြီးနေလို့ရပါတယ်သူ့အနေနဲ့အဆင်ပြေတဲ့ပုံစံကိုအလွယ်တကူပြောင်းနိုင်ပါတယ်ဒီပုံစံနဲ့ဆိုရင်အမျိုးသမီးရဲ့တင်ပါကခံနေတာကြောင့်
မျိုးသားညီလေးကအတွင်းထဲထိမရောက်နိုင်ပါဘူးဒါကြောင့်အတူနေရဲ့အခါနာကျင်တာမျိုးမဖြစ်နိုင်ပါဘူးလူကလေးဖြောင်းလဲရဖြစ်နေတာကြောင့်ဒူးစစ်ချေချင်းဝက်လက်စစ်တွေအပေါ်မှာဝင်ပြီးတာမျိုးကိုသက်သာစေပါတယ်အကောင်းဆုံးအတူနေနည်းကိုတော့တင်ကိုယ်တိုင်ပဲရွေးချယ်ရမှာပါကိုလနီနိုဘုံအမျိုးအစားတွေအများကြီးရှိပေမဲ့အကုန်လုံးကတော့ကိုနဲ့အဆင်ပြေခြင်းမှပြေပါလိမ့်မယ်ကိုဖော်အတွက်အဆင်ပြေရင်တောင်မှကိုအတွက်ကတိကအောက်ဖြစ်နေနိုင်ပါတယ်ဒါကြောင့်ချစ်တာကိုပုံစံပြောင်းချစ်ကြည့်ပါကိုနဲ့ကိုဖော်အတွက်ခံစားချက်ကောင်းစေပြီးတက်တောင့်တက်တာဖြစ်ဖို့ဆိုရင်ပုံစံတွေပြောင်းပြီးချစ်ကြည့်ဖို့လိုအပ်ပါတယ်ခုပြောခဲ့တဲ့နေလန်း၅ခုကတော့စုံသွဲတွေကြားထဲမှာအသုံးများတဲ့နေလန်းတွေဖြစ်ပါတယ်သူငယ်ချင်းတို့ကဒါတွေတင်မဟုတ်ပဲတခြားနေလန်းတွေကိုလည်းစမ်းသပ်ကြည့်နိုင်ပါသေးတယ်နော်ဒီဆောင်းပါလေးကို Hello ဆရာဝန် website မှာကောက်နှုတ်တင်ဆက်ပေးထားတာဖြစ်ပြီးဒေါက်တာထက်စောဝင်းကရေးသားပြုစုထားတာဖြစ်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဘလိုမျိုးစိတ်ဝင်စားစရာလေးတွေတင်ဆက်ပေးအောင်မယ်ဆိုတာကိုစောင့်မျှော်အားပေးနိုင်ဖို့ဒုက္ခတို့ရဲ့ channel လေးကို like and share လုပ်ပေးထားပြီးဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့တင်တူငယ်ချင်းမိတ်ဆွေတွေပါနားဆင်နိုင်အောင် share ပေးသွားခဲ့ပါအောင်တော့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်